ကျွန်တော်ဒီနေ့ဆက်လက်ပြီးတော့ပြောပြပေးမှာတော့ဒီနေ့ကတော့ဒီနေ့ကတော့ဆုံးမတည်ပါပဲA D A ဘယ်ဘက်ကလက်ခလေလက်မလက်ခလေညာဘက်ကလက်မလက်တကျွဲလက်ခလေလည်းသုံးလို့ရတယ်လက်တကျွဲလည်းသုံးလို့ရတယ်စိတ်ကြိုက်လို့ရပါတယ်နောက်ဆုံးပေါ့ဘယ်လက်တကျွဲဒီညာဘယ်ညာလက်တကျွဲဒီဘယ်လက်မစီဆုံးတွေ့ရပါပြီးတော့ညာလက်ညိုးနဲ့လက်ခိုင်ရလေဟာဒီလိုလေဒီမှာလေလက်တကျွဲလေးထားရင်ပိုအဆင်ပြေလက်ခလေစီလက်ညိုးပြီပြီးတော့ဘယ်လက်တကြွယ်လေးကအကြီးကိုလုံးနေsorry ဘယ်လက်ခလဘယ်လက်မဒီညာလက်တကျွေB ဇုံပြီးတော့လက်ခလေလေးကအေကိုကြပြောင်းတော့ပေါ့ပြီးတော့ဘယ်လက်ညှိုးလက်မစီးသည်ညာလက်ခလေတစ်လုံးနဲ့အေကိုပြန်ကြလက်ညှိုးလက်မဟောဘက်လက်ညှိုးလက်မနဲ့တွဲမယ်ပေါ့ဟောဘက်ကလက်သန်းရယ်ဒီဘက်ကလက်ညှိုးရယ်တွဲမယ်လက်သန်း F လက်ညှိုးကြီးပြီးတော့ဘယ်လက်ညှိုးရယ်ဒီညာလက်မတွဲမယ်